Machine Maths for Everyday မှာဆက်ချဖြစ်ပါတယ်ဒီနေ့ကလေးတို့သွင်းမဲ့တင်ငယ်စာမှာတော့ IGCSE Additional Mathematics First Paper တွေကပုံစံเนาะဒီမှာဖြစ်ပါတယ်အခုပေးထားတဲ့ပုံစံကိုကြည့်ရအောင် The diagram show parts of the curve 1 equal 4 divided by 2x plus 1 and the straight line 1 equal 6x plus 1 find the area of the shaded region given your answer in the form ln a plus b where a is an integer and b is a rational number ကျွန်တော်ပေးထားတဲ့ပုံမှာ curve တစ်ခုနဲ့ straight line တစ်ခုနဲ့က point တစ်ခုမှာ intersection ဖြစ်နေတယ်ပေးထားတဲ့ပုံစံက shaded region ကိုရှာခိုင်းတဲ့အပိုင်းတွေက integration ပုံစံတွေเนาะ additional mathematics မှာဆိုလို့ရှိရင် chapter 50အခန်းက shaded region အပိုင်းကိုကျွန်တော်တို့တွေ့ခဲ့ကြတယ်အဲ့တော့ curve ထဲကနေပြီးတော့မှ straight line တစ်ခုရဲ့ဖြတ်ထားတဲ့ဂျားထဲမှာရှိနေတဲ့အပိုင်းရဲ့ area ကိုရှာခိုင်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီချေတို့တွေအရင်ဆုံးစဉ်းစားပြရမှာက x coordinate ဘယ်ကနေဘယ်အပိုင်းထိရှိနေဆိုတာကိုချေတို့တွေအရင်စဉ်းစားရမယ်အခုပေးထားတဲ့ curve နဲ့ straight line မှာ intersection point ကဒီနေရာလေးဟုတ်ပြီနော်ခြေသားလေးကိုဆွဲလိုက်မယ်တော့ဆွဲလိုက်တဲ့အခါမှာခြေတို့တွေကတစ်ပိုင်းမှာကြာတော့ x coordinate က0ဖြစ်နေတယ်နောက်ထပ် x coordinate ကိုခြေတို့ဘာလုပ်ပြရမလဲရှာပေးရမယ်ရှာပေးပြီးတော့မှပေးထားတဲ့ integrate curve ကိုခြေတို့တွေက integrate လုပ်ဂျာပိုင်းလေးတွေကိုခြေတို့တွေပါတယ် x တန်ဖိုးလေးတွေကိုအစားသွင်းပြီးလို့ရှိရင်ခြေတို့တွေကဘယ်အပိုင်းကြီးရမယ်ဆိုရင်အခုခြေထားတဲ့တစ်ပိုင်းလုံးကြီးရမယ်လိုချင်တာက shaded region ကိုပြောတာဖြစ်တဲ့အတွက်ကြောင့်မို့ခြေတို့တွေကဘာကိုနှုတ်ပေးရမလဲဆိုရင်အဖြူအပိုင်းကိုနှုတ်ပေးရမယ်ဖြူအပိုင်းရဲ့ area ကိုနှုတ်ပေးမှသာလေအခုချိန်ပြထားတဲ့အပိုင်းရဲ့ area ကိုနှုတ်ပေးမှသာလေ shaded region အပိုင်းကိုရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီခြေတို့တွေကဖြူအပိုင်းခြေတို့တွေဘယ်လိုတွက်မလဲဆိုတာစဉ်းစားကြည့်ရအောင်နော်အဲ့တော့ဖြူအပိုင်းကိုချိုးရေးကြည့်ရအောင်အဖြူအပိုင်းကဘာဖြစ်နေလဲဆိုရင်ဒီခြေအခုပြထားတဲ့ line နဲ့အခုဆွဲထားတဲ့အပြာရောင် line ကဘာဖြစ်နေလဲ parallel ဖြစ်နေတယ်ဟုတ်ပြီနော်ဒီနှစ်ခုက parallel ဖြစ်နေတယ်အဲ့တော့ parallel ဖြစ်နေတယ်ဆိုလို့ရှိရင်ဒီခြေတို့တွေကအနားလေးနားလေးရှိတယ်မိနစ်ချက်ဆိုင်အနားဆုံးမှာပြိုင်နေဆိုရင်အဲ့ဒီပုံမှာ trapezium ရဲ့ area ကိုရှာရမယ်ဆိုလို့ရှိရင် trapezium ရဲ့ area ပုံသင်ကြီးကနှစ်ပိုင်းတစ်ပိုင်း parallel side နှစ်ခုဘာလို့လဲပေါင်းပြီးလို့ရှိရင်ဘာနဲ့မြောက်အောင်လဲ height နဲ့မြောက်လို့ရှိရင် trapezium ရဲ့ area ရမယ်အဲ့တော့ခြေတို့တွေက curve ကိုခြေတို့တွေကပေးထားတဲ့ curve ကိုခြေတို့ integration တော့ x တန်ဖိုးတွေကိုအစားသွင်းပြီးတော့မှ trapezium ရဲ့ area ကိုနှုတ်လိုက်လို့ရှိရင် shaded region ရဲ့ area ကိုရမှာဖြစ်တဲ့အတွက်ဒီခြေတို့တွေကဘာပိုင်းတွေရှာပြရမယ်ဆိုရင် x coordinate အပိုင်းနဲ့ y coordinate တွေကိုခြေတို့တွေပုံမှာပေးထားတဲ့ပုံမှာဒီခြေတို့ရှာပြရမယ်။အဲ့ဆိုထူကြည့်အောင်နော်။အဲ့တော့ curve တစ်ခုနဲ့ straight line တစ်ခုနဲ့ကဒီနေရာမှာ intersection ဖြစ်နေတယ်နော်။အဲ့တော့ equation တစ်ခု intersection ဖြစ်တယ်ဆိုလို့ရှိရင်ခြေတို့တွေကx တန်ဖိုး y တန်ဖိုးတော့၎င်းပါနော်။ညှိပြီးတော့အစားသွင်းပြီးတော့မှ coordinate တွေကိုဘာလုပ်မှာလဲတွက်ထုတ်မယ်အခုခြေတို့တွေက 2y equal to 6x plus 1နဲ့ y equal to 4 divided by 2x plus 1ကိုခြေတို့တွေကညီမျှခြင်းတစ်ခုအနေနဲ့အစားသွင်းပြီးတော့တွက်ရင်ဘာတန်ဖိုးထွက်လာမလဲ y coordinate နဲ့ x coordinate ရဲ့တန်ဖိုးတွေခြေတို့တွေတွက်ထုတ်လို့ရမယ်ကြည့်အားကြည့်အောင်နော်အဲ့တော့ဒီမှာပေးထားတာက 2y equal to 6x plus 1နေရာမှာဒီခြေတို့တွေက y နေရာမှာပါအစားသွင်းမယ်4 divided by 2x plus 1ကိုအစားသွင်းပြီးတော့ခြေတို့တွေတွက်ထုတ်မယ်နော်အဲ့ဒီပုံစံအောင်ကြည့်ကြအောင်အဲ့တော့2ဒီတိုင်းပဲထားမယ် y နေရာမှာဒီခြေတို့4 divided by 2x plus 1ညီမျှခြင်း 6a plus 1ကဲအဲ့ဆိုခြေတို့2နဲ့4နဲ့မြောက်ပြီး8ရမယ်8ညီမျှခြင်းအဲ့တော့ဒီဘက်ချမ်းမှာရှိနေပြီးသားက 6a plus 1အောက်ခြေက 2x plus 1ကတစ်ဖက်ကိုသွားရင်အပြောင်းလုပ်သွားမယ် 2x plus 1အဲ့တော့8ကိုဒီတိုင်းပဲထားမယ်တို့တစ်ဖက်ချမ်းပြောင်းအောင်နော် 6x နဲ့ 2x နဲ့မြောက်တော့ခြေတို့လေ 12x square 6x နဲ့ 1နဲ့မြောက်တော့ 6x 2x နဲ့ 1နဲ့မြောက်တော့ 2x plus 1 equation တစ်ဖက်ကိုအကုန်လုံးဆိုပြီးတော့ပို့မယ် 12x square plus 8x minus 7 equal 0ခြေတို့ခွဲရအောင်
အဲ့တော့ခုနှစ်တက်လေးကတော့ခုနှစ်ပဲအနှုတ်မလို့လက္ခဏာမတူအပေါင်းမို့လို့အပေါင်းကကြီးပဲအဲ့တော့ခြေတို့တွေကဝါရမယ်ဆိုရင် 12x square ကိုခွဲတော့ 6x နဲ့ 2x နဲ့ရမယ်အဲ့တော့ 7x နဲ့7နဲ့ 2x နဲ့ဆိုရင်ဒီခြေတို့တွေကဒီကောင်ကိုအပေါင်းလုပ်လိုက်မယ်သူ့ကိုအနှုတ်လုပ်လိုက်မယ်ခုနှစ်နှံလေးဆိုတော့ 14x ရမယ် 6x ကကြတော့ -6x ခြေတို့တွေပါရမယ် 8x ရမယ်ဆိုတော့ကြိုက်သွားပြီနော်အဲ့တော့ခြေတို့နှစ်ခုခွဲတဲ့အခါမှာ 6x plus 7ကိုရမယ် 2x minus 1 equal to 0အဲ့ဒါဆိုရင်ခြေတို့တွေက 6x ဒီဆင့်ကြော်လိုက်တော့မယ်နော်အဲ့တော့ x equal minus 7 minus 6 or x equal 1 by 2ခြေတို့တွေနှစ်ခုရသွားပြီအဲ့တော့ပေးထားတဲ့ graph ကိုကြည့်တဲ့အခါမှာခြေတို့တွေကဒီဘက်minus 7 divided by 6ကိုခြေတို့ပါလုပ်မယ်ပေးထားတဲ့ပုံနဲ့မကိုက်နေတဲ့အတွက် reject လုပ်မယ်အဲ့တော့ခြေတို့တွေက x တန်ကိုဘယ်လောက်ရလဲဆိုရင်1 by 2ဒီခြေတို့တွေရပါတယ်ဟုတ်ပြီနော်အဲ့တော့ခြေတို့တွေက x တန်ကိုပါလေ integration curve ကို integrate လုပ်ပြီးတော့မှ x တန်ကိုအစားသွင်းလို့ရှိရင်အဲ့ဒီ curve ရဲ့ area အတွက်သွားပြီအဲ့တော့ခြေတို့တွေကအခုပါလဲဆိုလို့ရှိရင် trapezium ကိုတက်ဖို့အတွက်ကိုဘာ coordinate သိဖို့လိုသေးလဲဆိုလို့ရှိရင်ဒီမှာရှိနေတဲ့ y coordinate သိဖို့လိုသေးတယ်အဲ့တော့အဲ့ဒီမှာခြေကြည့်လိုက်တဲ့အခါမှာအဲ့ဒီမှာပေးထားတဲ့ 2y equal 6x plus 1ဆိုတဲ့ straight line graph လေးက y axis ကိုဖြစ်သွားတဲ့အတွက်ကြောင့် x တန်ကိုဘယ်လောက်ဖြစ်နေလဲ0ဖြစ်နေတယ်အဲ့တော့ခြေတို့တွေကအဲ့ဒီ graph မှာ x တန်ကို0ကိုအစားသွင်းပြီးတော့ y တန်ကိုရှာမယ်နော်အဲ့တော့ 1 x equal 0ဖြစ်တဲ့အခါမှာ 2y equal ဘာဖြစ်လဲ1ဖြစ်သွားမယ် 6x က0ဖြစ်သွားတဲ့ကြောင့်မလို့1ဖြစ်သွားမယ်နော်0 plus 1အဲ့တော့ 2y equal 0 1ရတယ် y တန်ဖိုးဘယ်လောက်ဖြစ်သွားမလဲhalf ရမယ်နော်ခြေတို့ဒီမှာရှိနေတဲ့ point တွေက y တန်ဖိုးကဘယ်လောက်လဲ1/2ရပါတယ်ဟိုခြေတို့တွေကဘာတန်ဖိုးတစ်ထုတ်အောင်လဲဆိုလို့ရှိရင်အဲ့တော့ဒီမှာခြေတို့လိုအပ်နေတာကပါလေ y axis တခုထပ်ပြီးတော့လိုအပ်နေသေးတယ်ဘာကြောင့်လဲဆိုတော့ trapezium မှာသူ့ရဲ့အနာကိုခြေတို့တွေကသိမှရမှာဖြစ်တဲ့အတွက်အဲ့တော့အဲ့ဒီမှာခြေတို့တွေက y တန်ဖိုးကပထုတ်မယ်ဆိုလို့ရှိရင်ခြေတို့တွေ x တန်ဖိုးကိုဘယ်လောက်အစားသွင်းပေးမလဲ half ကိုအစားသွင်းပေးလို့ရှိရင် y တန်ဖိုးထွက်သွားမယ်နော်အဲ့တော့ဒီဘက်လို h n 1အဲ့တော့ x equal 1/2ဖြစ်တဲ့အခါမှာအဲ့တော့ 2y equal 6 multiply x နေရာမှာ 1/2 plus 1အဲ့တော့ 2y equal နှစ်တက်လေးနဲ့နှစ်သုံးကြီး6 3နဲ့တစ်နှစ်ပေါင်းတော့4ရတယ် y တန်ဖိုးချက်တော့ဘယ်လောက်ရလဲ2ရတယ်ဒါဆိုရင်ဒီနေရာလေးက y တန်ဖိုး2ဖြစ်စေတဲ့နေရာလေးဖြစ်သွားပြီเนาะအဲ့တော့ခြေတို့တွေကဘာလုပ်မလဲ integration လုပ်ပြီးတော့မှရှင်းပြပေးခြင်းရဲ့ area ကိုခြေတို့တွေရှာเนาะကဲဟုတ်ပြီအရင်ဦးဆုံးခြေတို့တွေက integration အပိုင်းကိုခြေတို့တွေအရင်ရှာရအောင်เนาะ graph ရဲ့ integration အပိုင်းကိုအရင်ရှာရအောင်အဲ့တော့ integration ရဲ့ size က0 to half ပေါ့နော်0 to half or divided by 2x plus 1 dx ညာချင်းကဲဟုတ်ပြီကြည့်ရအောင်အဲ့တော့4ကတော့ဗါလေ4တိုင်းနဲ့ခြေလို့ထားရမယ် differentiate လုပ်တော့က ln x ကိုရှိတ်လို့ရှိရင် 1/x ရတယ်အဲ့တော့ integration က differentiate ရဲ့ပြောင်းပြန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့1 divided by 2x plus 1ကို integration ရှာတဲ့အခါမှာခြေလို့လေ ln 2x plus 1ရမယ်ဒီသူ့မှာရှိနေတဲ့ coefficient က x ရဲ့ coefficient ကဘာနဲ့ပေါင်းပါလဲ divided by နဲ့ပေါင်းမယ်ဒါကြောင့်ကို divided by 2ပြီးရင်ခြေတို့တွေက x တန်ဖိုးတွေကိုထည့်ပေးရမယ်ဘယ်ကနေပဲကြည့်လဲဆိုရင်0ကနေပြီးတော့မှ5ကိုခြေတို့တွေ x တန်ဖိုးတွေထည့်အစားသွင်းပေးရမယ်နော်ကဲမြင်ရခြင်းအရှင်းသောပုံစံမျိုးရအောင်အဲ့တော့2နဲ့4နဲ့စားတော့ခြေတို့တွေ2ရမယ် ln 2x plus 1 0 to half ပေါ့နော်အဲ့တော့ခြေတို့ half ကိုအစားသွင်းမယ်ပြီးမှ0ကိုအစားသွင်းမယ်ကဲမြင်ရခြင်းခြေတို့ရှာရအောင်အဲ့တော့
ဒီမှာ2က2အတိုင်းပဲခြေတွေရှိမယ်နော်အဲ့တော့ ln have ကိုအစားသွင်းတဲ့အခါမှာခြေတွေက2 multiply have plus 1ဒီပုံစံရမယ်အဲ့တော့ခြေတွေကပြီးရင် minus 2က2ပဲ ln ဒီက x နေရာမှာ0ထည့်ရမှာမဟုတ်လို့0နဲ့ plus 1နဲ့ဆိုတော့ခြေတို့ပါရမလဲ1ရမယ်ကဲမြင်များချင်း2က2ပဲသူနဲ့ခြေလိုက်တယ်ခြေတို့ပါရမယ် ln 2ရမယ်ဟုတ်ပြီနော်သူကတော့မဖြစ်သွားမလဲ ln 1က0ဖြစ်တယ်အားကြောင့်မို့ခြေတို့တွေကသူ့ရဲ့အပိုင်းကပါရမယ်ဆိုလို့ရှိရင်2 ln 2ဆိုပြီးတော့ English degree အပိုင်းခြေတို့တွက်ထုတ်လို့ပြီးသွားပြီအခုဘာကိုရှာတော့မှာလဲ shaded region ရဲ့ area ကိုရှာတော့မယ်နော်အဲ့တော့ shaded area ကိုဒီချက်တို့ပေါက်ပြီးပဲရေးလိုက်ပါတော့မယ် SHADED shaded area အဲ့တော့ဘယ်တွေကဘယ်လိုလုပ်မလဲဆိုရင် integration ရှာထားတဲ့ curve အပိုင်း area တွေက trapezium ရဲ့ area ကိုရှာရမယ်နော်အဲ့တော့ 2ln 2 minus ကဲခြေတို့ trapezium ကြီးအောင် trapezium ရဲ့ area ပုံတင်ကြီးက half နှစ်ပိုင်းတစ်ပိုင်းအဲ့တော့ parallel sides နှစ်ခုပေါင်းမယ်ဆိုတော့ဒီကနေထိရဘယ်လောက်လဲ half ဒီကနေဒီကခြေတို့ဘယ်လောက်ရထားလဲ2ရထားတယ်နော်ဒါကြောင့်မို့လို့ half plus 2ပြီး multiply height ကိုကြည့်ရအောင် height ကဘယ်လောက်လဲ half ဒါဆိုခြေတို့တွေက half height နေရာမှာ half ထည့်မယ်ကဲမြင်များချင်း 2ln 2က 2ln 2က minus half နဲ့ half နဲ့ဆိုရင်ခြေတို့ဘယ်လောက်ရလဲ1/4ရတယ်နော် multiply အဲ့တော့2နဲ့ half နဲ့ဆိုတော့ 2 and half ရတယ်အဲ့တော့သူ့ကိုခြေတို့တွေကကဲရောပေါ့နော် by ကတူလုပ်မယ်ဆိုရင်အပေါ်မှာက5ဒီခြေတို့အောက်မှာက2ရမယ် multiply 5 divided by 2မြင်ညာချင်းအဲ့တော့ 2ln 2က 2ln 2ပဲအနောက်ကရှင်းတော့ by ဝေးချင်း by ချင်းမြောက်5 divided by 8အဲ့တော့ခြေတို့တွေကနောက်ဆုံးအရှင်းဆုံးပုံစံလုပ်ချင်တယ်ဆိုရင်တော့ ln 4လို့လုပ်လို့ရတယ်2ကဒီ2ပေါ်ပါလို့လေ square တင်မယ်အဲကြောင့်မို့ခြေတို့နောက်ဆုံးအဖြေတွက်ထုတ်လို့ပြီးသွားပြီ ln 4 minus 5 divided by 8ရသွားပါပြီเนาะရှိတဲ့ region ရဲ့ area ရသွားပါပြီဒါလေးလားဒါလေးဆိုရင်နောက်တဲ့သင်ခန်းစာလေးမှာဆက်ပြီးเนาะဘိုင်ပါ